အားလုံးပဲမင်္ဂလာပါဒီတကွက်ကောင်း site channel မှာကြိုဆိုပါရစေကဲဒီတစ်ခါကျွန်တော်9ချိန်အတွက်ကိုကျွန်တော်ကွက်ရွှေ့စနစ်ကလေးကျွန်တော်ပြပေးပါအောင်မယ်ဒီက2000ဒါကျွန်တော် frame ကတော့ဟိုတူတုတ်ပဲကျွန်တော်ပြလိုက်တော့ဘာကြောင့်ဟို frame အသေးစိတ်ဒါပြနေတယ်ဟိုဗီဒီယိုဖိုင်ရှင်းသွားမှာကြောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အတူတူ frame ကိုပြပါမယ်ကျွန်တော်2006ခုနှစ်မှာတတိယအကြိမ်မှာတဲ့ဗရိတ်ကိုလို့ထွက်တယ်အဲ့ကူကနောက်နှစ်ဒုတိယအကြိမ်မှာကူးထိတ်လို့လှမ်းရိုက်တယ်ဒါတကကျွန်တော်2015ခုနှစ်မှာတတိယအကြိမ်မှာဗရိတ်ရှိရိုက်တယ်အဲ့ရှိကဒုတိယနောက်နှစ်ဒုတိယအကြိမ်မှာရှစ်ထိတ်လို့လှမ်းပို့တယ်2024မှာကျွန်တော်တို့တတိယအကြိမ်မှာ395ဘရိတ်ခွန်လို့ထွက်တယ်အဲ့ခွန်ကနောက်နှစ်ဒုတိယအကြိမ်မှာခွန်ထိတ်လို့လှမ်းပြီးတော့ပို့တယ်အဲ့တော့ကျွန်တော်တို့ခါအိုင်ဆိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထပ်ကြည့်အောင်ပထမဆိုင်မှာတဲ့ဗရိတ်ကိုထိတ်လို့လဲပို့ရောတဲ့နောက်နှစ်မှာဒုတိယအကြိမ်မှာ6ထိတ်တယ်တဲ့နောက်တစ်ခါဒုတိယအကြိမ်6ထိတ်စီထွက်ပါတယ်တဲ့6ထိပ်စီထွက်လိုက်တဲ့ချိန်ဒုတိယအချိန်6ထိပ်စီထွက်လိုက်တဲ့ချိန်နဲ့ဒီပရိကိုထိပ်ကြောင်းမလို့9ထိပ်နဲ့9ရဲ့နှက်ခတ်96နှက်ခတ်တွေခွထွက်ပါမယ်တဲ့96နှက်ခတ်တွေနဲ့ပရိ9လို့ထွက်သွားတာသူကကျွန်တော်တို့ဒုတိယပင်ကြားတော့တဲ့ဒီမှာပရိ8က8ထိပ်လို့ဝင်ပြီးနောက်နှစ်ဒုတိယအချိန်မှာ6ထိပ်တဲ့နောက်တစ်ခါ6ထိပ်လို့တစ်ခါပြန်ပြီးတော့ဝင်တဲ့အချိန်မှာတဲ့ဒီ8ထိပ်8ပရိ8ထိပ်ကြောင်းမလို့တဲ့8တက်နှက်ခတ်တွေခွာပါမယ်တဲ့ခွာပြီးတော့ဒီမှာ8ပရိလို့ထွက်သွားကျွန်တော်တို့တရအပြင်မှာတဲ့ဒီပရိခွန်ထိပ်လို့ဝင်လဲပြီးရောတဲ့နောက်နှစ်မှာဒုတိယအချိန်မှာ6ထိပ်တဲ့အဲ့6ထိပ်ကနောက်တစ်ချိန်6ထိပ်ဝင်လိုက်တာနဲ့တဲ့သူကခွန်ပရိမလို့ခွန်ထိတ်မလို့ခွန်3ညနက်ခတ်တွေခွာပါမယ်တဲ့ဒီမှာကျွန်တော်ကခွန်200ဆိုပြီးတော့ကျွန်တော်ထိုးလိုက်တာသူက3ချိန်ဆိုတော့သူကခွန်နောက်ပိတ်နဲ့3ညထိတ်နဲ့သူကနက်ခတ်တွေပဲသူပြောင်းပြန်ခွာပြီးသွားတာ3ချိန်စတော့နည်းနည်းလှည့်စားတယ်ချဲကနာအဲ့တော့သူကဘာလို့ဆက်လုပ်တုံးဆိုတော့ကျွန်တော်ထပ်ကြည့်အောင်သူကတဲ့6ထိပ်တစ်ချိန်ထွက်တယ်2ချိန်ထွက်တယ်2ချိန်လည်းထွက်ပြီးတော့ကိုပရိတ်9ထိပ်ကြောင်းမလို့96နှက်ကတ်တွဲလဲခွာပြီးရောတဲ့သူ့အောက်ကထွက်တဲ့ခဏ653ဆိုတဲ့ခဏကတဲ့သူ့ရဲ့တစ်နှစ်ကျော်ဒီပရိတ်9လို့စတဲတဲ့နှစ်ထဲကခဏထွက်တာပါတဲ့ဒါခါကျွန်တော်တို့ဒီဘက်ပရိတ်8က8ထိပ်လို့ဝင်တယ်6ထိပ်လို့ဒုတိယချိန်မှာထွက်တဲ့နောက်တစ်ချိန်6ထိပ်လို့ထွက်ပြီးရတယ်သူကဒီဗရိတ်8ထိပ်ကြောင်းမလို့8တက်နှက်ခတ်တွေခွထွက်ပါမယ်လေထွက်ပြီးရတယ်သူ့အောက်ကထွက်တဲ့ဒီ630ဆိုတဲ့ကဏ္ဍကတဲ့ဒီမိုးရင်စတဲတဲ့864ထွက်တဲ့နှစ်ထက်က630ကဏ္ဍမှာတဲ့အဲ့တော့ကျွန်တော်တို့ဒီမှာဗရိတ်ခွန်ထိပ်လို့လဲရိုက်ပြီးပြီသူ့ရဲ့နောက်နဲ့မှာဒုတိယအကြိမ်မှာ6ထိပ်လို့လည်းတဲဒုတိယအကြိမ်6ထိပ်လို့တဲလိုက်တာနဲ့ဒီပရိတ်ခွန်ထိပ်ကြောင်းမလို့ခွန်3ညနက်ခတ်တွဲလို့ရိုက်သွားလေအတွက်ကြောင်းမလို့တဲ့သူ့အောက်ကထွက်မဲ့ကဏ္ဍကတဲ့ဒီ395ဆိုတဲ့2024ဒီကကဏ္ဍထွက်ပါမယ်တဲ့အဲ့တော့ကျွန်တော်တို့ကဘယ်ကဏ္ဍစထွက်မလဲကျွန်တော်ပြန်ရှာကြည့်အောင်အဲ့တော့လူကတဲ့ဒီကိုပရိတ်ကြတဲ့နှစ်ထက်365လို့ထွက်မဲ့ကဏ္ဍရဲ့ထောက်မှာတဲ့ဗရိတ်နဲ့လို့ခံပြီးထားပါတယ်တဲ့ဒီဗရိတ်နဲ့လို့ခံတဲ့အောက်က365ဒီဘက်မှာလာပြီးကြပြီးတာပါတဲ့အခါဒီ6ထိပ်2ကြိမ်ထွက်ပြီး8တက်လက်ခွာပြီးအောက်က630ဆိုတဲ့ကဏ္ဍကတဲ့ဒီ864ထွက်တဲ့ထဲတွေက630ကဏ္ဍမှာတဲ့သူ့ရဲ့ထောက်မှာလေတဲ့ဗရိတ်နဲ့လို့ခံပြီးထားပါတယ်တဲ့ဗရိတ်နဲ့ခံပြီးထားတဲ့ဒီ630ကထွက်တာပါတဲ့အဲ့တော့ကျွန်တော်တို့ကဒီ395ဆိုတဲ့2024တွေကခဏထွက်အောင်မှာဆိုတော့2023เนี่ยနှစ်ပရိ
ထောက်ပေးထားတဲ့ကနန်းလိုက်ကြည့်အောင်ဒီမှာ၄တစ်ခွန်ရှိတယ်ဗရိတ်နဲ့သူ့ရဲ့ထောင်းအောင်ကနန်း6303ဒီမှာတစ်ခွက်ရှိတယ်နောက်တစ်ခါကျွန်တော်ဒီမှာ9303ဆိုတဲ့နှစ်ပရိတ်ရှိရဲ့သူ့ရဲ့ထောင်းအောင်ကနန်း993ဆိုတဲ့ကနန်းနောက်တစ်ခါကျွန်တော်တို့ဗရိတ်နဲ့ကဒီမှာ453လို့ရှိတယ်သူ့ရဲ့ထောင်းက86ခွန်ဆိုတဲ့ကနန်းဒီ3ခွက်ရှိတယ်ပေါ့ဗျာအဲ့တော့ဒီ3ခွက်ရှိတော့ဆိုတော့ကျွန်တော်တို့ကဒီ3ခွက်ထဲကကနန်းယူရမယ်ဆိုရင်သူကဒီ6ထိပ်က2ကြိမ်လဲထွက်ကို96နက်ခတ်တွဲလဲရိုက်ကို9ပရိတ်ကြောင့်96နက်ခတ်တွဲလောက်ရိုက်ကိုသူ96နက်ခတ်တွဲရိုက်တဲ့ခလေရကနန်း4ခါမလို့တဲ့ဟိုပရိတ်လေးလို့ထွက်တာပါတဲ့အဲ့တော့ပရိတ်လေးလို့ထွက်တာပါဆိုတော့ဒီနှစ်ပရိတ်ဘေးကဒီ365ဒီမှာကြာလာပေါ့အဲ့တော့သူကပရိတ်9က9ထိပ်လို့ကြတဲ့အတွက်ကြောင့်မို့96လဲနက်ခတ်တွဲလဲရိုက်သွားဟောသူ့အောက်ကထွက်လေကနန်းအကွဲလဲရွှေ့လိုက်တာနဲ့အဲ့9တွေကြောင့်မလို့တဲ့ဒီ4ထိပ်စီရဲ့ဒီ9ထိပ်စီရဲ့ဒီ6ထိပ်စီရဲ့9လို့ရိုက်တာ9လို့ရိုက်တော့ဒီ653ကပတ်လေရိုက်ရမယ်တခါမှာ6ထိပ်ငိမ့်သွားဟောအဲ့တော့6ထိပ်နဲ့653 635လို့ပဲထိုးရမှာဖြစ်ပါတယ်အဲ့တော့ဒုတိယကနန်းကြည့်အောင်ဒုတိယကနန်းအဲ့လိုပဲပရိတ်ရှိက8ထိပ်လို့ထွက်ပြီးသူ့နောက်မှာ6ထိပ်ကလည်း2ကြိမ်ထွက်ပြီးသူ့ရဲ့နက်ခတ်8တစ်တွဲလည်းရိုက်ပြီးသူ့အောက်မှာ630ဆိုတဲ့ကနန်းကဒီဘက်ပရိတ်နဲ့ထောက်ထားတဲ့ကနန်းလည်းဖြစ်တော့ကျွန်တော်တို့630ဘလို့ထိုးမှပတ်လေထိုးရမှာဆိုတော့ကျွန်တော်တို့ဒီမှာက4ထိပ်စီရှိတယ်ဒီမှာ8ထိပ်စီရှိတယ်ဒီ6ထိပ်စီဆိုတော့8လို့ဒီ8ပရိတ်8ထိပ်ကြောင်းမလို့ဒီ8လို့ထိပ်စီ3လုံးရိုက်ပြီးမှသူကဒီကနန်းကထွက်တာဆိုတော့6ထိပ်နဲ့အငိမ့်နဲ့ပေါ့ဗျာ630 633ဆိုပြီးတော့ရိုက်တာပဲဖြစ်ပါတယ်အဲ့တော့သူ8တက်လို့ခွာတဲ့ကြံခဲ့တဲ့ခါတယ်9ခါဖြစ်တဲ့အတွက်ကြောင့်မလို့ဘရိတ်9လည်းဖြစ်ရပါမယ်ဆိုတော့သူကနှစ်ပရိတ်ရဲ့တောင်းဒီပရိတ်9ကဒီမှာလာကြတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီနှစ်ထဲမှာကျွန်တော်တို့ကနှစ်ပရိတ်ထောက်ထားတာ633ရှိတယ်နှစ်ပရိတ်ထောက်တာ993ရှိတယ်နှစ်ပရိတ်ထောက်တာ86ခွန်ရှိတယ်633တို့ဒီ86ခွန်တို့ကတော့ဝေကနန်းနေရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီထဲမှာဘာကနန်းဖြစ်မလို့ရွေးလိုက်တဲ့ချိန်မှာကျွန်တော်တို့ကဒီဗရိတ်ခွန်ထိတ်ကြောင်းမလို့6ထိတ်2ထိတ်လဲကြောက်တော့3ညခွန်နက်ခတ်တွေလဲရိုက်တော့ကြံခဲ့တဲ့ဒီခွန်ခါကဗရိတ်ခွန်ကြရပါမယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ993ကိုယူရမှာပဲဖြစ်ပါတယ်အဲ့တော့993ကိုကျွန်တော်တို့ကတဲတကွဲတဲ့ရွေးထုတ်ပြီးတော့ထိုးရမယ်ဆိုရင်ကျွန်တော်တို့လူလိုပဲရှိရနေပြီးတော့သူ့အပေါ်ကဒီနှစ်ထိပ်စီရဲ့အပေါ်က3ညထိပ်စီနှစ်3ညခွန်လို့ဖြစ်အောင်ကျွန်တော်တို့က9ထိပ်လို့ထည့်မှရမှာပါအဲ့တော့993 939လို့ထိုးရမှာဖြစ်ပါတယ်993 939အဲဒီ993နဲ့939ဒီနှစ်ကွက်ထိုးရမှာပါကျန်တဲ့ဒီ633နဲ့86ခွန်လည်းမွေးကနန်းရှိတဲ့အတွက်ထိုးရမှာပါပဲအဲ့နှစ်ကွက်ကလည်းကျွန်တော်ယူပြရမယ်ဆိုရင်ကျွန်တော်ရှီပေါင်း3နဲ့ကြိုက်တဲ့အတွက်ကြောင့်မလို့3ည36 33ည6နောက်တစ်ခါ6ခွန်8ခွန်6 8ခွန်ပေါ့ဗျာဒါလေးကတော့ဟိုအရန်ထိုးပေါ့ဗျာအပေါ်က993 939ကတော့အကြိုက်ဆုံးပဲဖြစ်ပါတယ်ကဲကြိုက်တဲ့လူကတော့ထိုးပေါ့ဗျာမကြိုက်တဲ့လူကတော့ကြောသွားပေါ့ကျွန်တော်လည်းဇော်တင်းမထိုးခိုင်းပါဘူးကျွန်တော်ရတဲ့ site လေးကိုပြန်လဲမျှဝေပြီးချင်းတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကြိုက်ရင်ယူသုံးပါမကြိုက်ရင်ယူမသုံးပါနဲ့ဘယ်သူမှဇော်တင်းမထိုးခိုင်းပါဘူးအဲ့တော့ကျွန်တော်ကစီဒနာနဲ့ကျွန်တော်ရတဲ့ဟာလေးတွေကိုချပြပြီးတဲ့အတွက်စီဒနာတန့်ချပြပြီးတဲ့အတွက်ကျွန်တော်ကိုပြီးသဘောဆောင်တဲ့ comment data ဝင်ရောက်ဆွေးနွေးအကြံပေးပါလို့ပဲတောင်းဆိုချင်ပါတယ်ကျွန်တော်အပတ်တိုင်းကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအမြဲကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါကျွန်တော်ရဲ့ဗီဒီယိုလေးအောက်မှာ comment လေးတွေ like လေးတွေကိုရေးပြီးတော့ share ပေးပါဦးနောက်ပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုရဲ့အောက်မှာကျွန်တော် okay တို့ hi တို့အစားဒီပြင်မင်္ဂလာပါတို့ရေးပေးပါလို့တောင်းဆိုချင်ပါတယ်ကျွန်တော် okay တို့ hi တို့ဆိုတာနည်းနည်းသစိမ်းဆန်တယ်နည်းနည်းရိုင်းပြတယ်လို့ကျွန်တော်စိတ်ထဲမြင်မိပါတယ်ဒါကြောင့်မလို့နှွေးထွေးတဲ့တယောက်နဲ့တယောက်နှွေးထွေးတဲ့ comment မျိုးလေးဒါမှန်ပြီးပဲတောင်းဆိုချင်ပါတယ်
ကဲကျွန်တော်ပြတဲ့ဒီဆိုင်လေးနဲ့မိတ်ဆွေတို့ချက်ကြီးပေါက်ပါစီလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်မိတ်ဆွေတို့အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေနောက်ဖိုင်မှာကျွန်တော်ဒီတဲ့ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ရှိပါတယ်ကျွန်တော်ဆက်ပြပေးပါမယ်